အားလုံးပဲမင်္ဂလာပါ21 podcast ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဖြိုးသေးရဖြစ်ပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့ကျွန်တော်ဒီဘဝအတွက်ပေါ့နော်အရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုပြောချင်တယ်အဲ့ဒါကတော့ဘာလဲဆိုတော့ newbie တွေကို view site ဆိုတဲ့ဟာလေးပေါ့နော်အဲ့ newbie ဆိုတော့ဘာလဲဆိုတော့NUBI ပေါ့နော် not urgent but important ပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်တော်ချိန်ပြောမှာဖြစ်တယ်အရင်ဆုံးစပြီးတော့ပြောချင်တာကြတော့ကျွန်တော်ဒီနေ့ခေတ်ဒီဒါကျွန်တော်အရင် podcast ဒီမှာလည်းပြောခဲ့ပြီးတယ် attention ပေါ့လူတွေရဲ့ attention ကိုဝိုင်းလူနေကြရတဲ့ခေတ်ကာလလို့ပြောလို့ရတယ်เนาะအဲ့တော့ကျွန်တော်နဲ့ Netflix နဲ့ဒီပြိုင်ဘက်လားဆိုရင်ရုပ်တရက်ဆိုဘာမှမဆိုင်ဘူးပေါ့เนาะဆိုတော့ခင်ဗျားက21 podcast တွေပြောဟိုဘက်ကရုပ်ရှင်ဘာမှမဆိုင်ဘူးပေါ့เนาะဆိုတော့အဲ့တော့ podcast channel အချင်းချင်းဆိုပြိုင်ဘက်ဖြစ်ပါပေါ့เนาะ Netflix နဲ့မင်းနဲ့ပါဆိုင်တယ် Netflix နဲ့ Facebook ပေါ်မှာစာရေးတဲ့လူနဲ့ပါဆိုင်တယ် Netflix နဲ့စာရေးဆရာနဲ့ပါဆိုင်တယ်ဆိုတော့regain တော့မဟုတ်ကျွန်တော်တို့အကုန်လုံးပြိုင်ဘက်ပဲဘာလို့ပြိုင်နေလူနေရတာလဲဆိုတော့လူတွေရဲ့ attention ကိုလူနေရတယ်ဆိုတော့ညီကိုမောင်နှမတို့မှာအချိန်24နာရီရှိတယ်ဒါထားပါတော့ရေဘူးကပြောမယ်8ချိန်8နာရီဖယ်လိုက်လောက်ချိန်8နာရီဖယ်လိုက်16နာရီဆိုရင်ကျန်တဲ့8နာရီကျန်တယ်အဲ8နာရီမှာညီကိုမောင်နှမတို့ attention တွေပေးရမယ်မိသားစုဆိုတဲ့ attention ပေးရမှာရှိမယ်လုပ်ဖို့ကံဘက်တွေ attention ပေးရမှာရှိမယ်နောက်ရုပ်ရှင်ကြည့်ချင်တာရှိမယ်เนาะဒီ8နာရီကိုခွဲပြီးဝေပြီးတော့ကျန်တဲ့လူတွေကိုပေးရတယ်ကျန်တာတွေကိုပေးရတယ်ပေါ့နော် game ဆော်တဲ့လူတွေရှိမယ်เนาะဘောလုံးပွဲကြည့်မယ်အများကြီးပေါ့နော်ဆိုတော့အဲ့ဒါအကုန်လုံးဒီဝိုင်းလူကျွန်တော်တော့ကို့မှာရတဲ့အချိန်တစ်နာရီပွဲဘောလုံးပွဲကြည့်မလားကျွန်တော် podcast နားထောင်မလားကျွန်တော်စာဖတ်မလားဒါပြန်ရပြီပေါ့ဘောလုံးပွဲနဲ့ကျွန်တော်နဲ့เนาะဆိုတော့ဒါကြောင့်ကိုယ့်ရဲ့ attention တွေအင်မတန်အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ time management ဆိုတာမရှိဘူးဒါပြောကြတာပေါ့နော်ဆိုတော့ဘာလဲဆိုတော့24နာရီရောက်တူတူပဲအချိန်ကချီလို့ငားလို့လည်းမရဘူးဆိုတော့ဘာပဲရှိတယ်လဲ attention management ဒီအချိန်24နာရီအတွင်းမှာနော်ဘယ်အရာတွေငါတို့ attention ပေးမလဲဆိုတော့ပုံမှာမူတည်ပြီးတော့ကျွန်တော်ဘဝတွေကကွာခြားသွားမယ်ဒါကြောင့်မှန်ကန်တဲ့အရာတွေကိုကျွန်တော်တို့ attention ပေးနိုင်ဖို့လိုတယ်ဆိုတော့အဲ့လို attention ပေးနိုင်ဖို့မှာကျွန်တော်တို့ Eisenhower ရဲ့ matrix ဆိုတာရှိတယ်ဟာ Eisenhower matrix ဆိုတာဘာလဲဆိုတော့ဒီပုံလေးမှာလည်းကြည့်လို့ရတယ်သူကပေါ့နော်တိုင်းနှစ်တိုင်းပေါ့နော်ဒါဘယ်လိုလဲဆိုတော့ urgent အလျင်လိုခြင်းမလိုခြင်းအရေးကြီးခြင်းမကြီးခြင်းပေါ့မူတည်ပြီးတော့သူက၄ခွက်ခွဲလိုက်တယ်ပေါ့နော်ပထမတစ်ခွက်ကတော့အရေးလဲကြီးတယ်အလျင်လဲလိုတယ်နော်ဆိုတော့ဒါကတော့ the do ပေါ့အရေးလဲကြီးတယ်အလျင်လဲလိုတယ်ဆိုတော့ချက်ချင်းလုံးမရမယ်ပေါ့နော်နောက်ဒီဘက်တစ်ခွက်ကကျတော့သူကအရေးတော့ကြီးတယ်ဒါပေမဲ့အလျင်မလိုဘူးဆိုတော့မင်း decide ပေါ့ဘယ်အချိန်လုံးမယ်ဆိုတော့မင်းဆုံးဖြတ်ထားပေါ့နော်အောက်ကတစ်ခုကကျတော့အရေးမကြီးဘူးအလျင်လိုတယ်ဆိုရင်မင်းအရေးမကြီးတဲ့အတွက်အလျင်ကတော့လိုတယ်အရေးကမကြီးတဲ့အတွက် delegate သူများကိုလွှဲလိုက်ပေါ့နော်အရေးလည်းမကြီးဘူးအလျင်လည်းမလိုဘူးဆိုတဲ့ဟာတွေတော့ delete ပေါ့နော်မလုပ်နဲ့ပေါ့ညင်းမလိုက်ပေါ့ဆိုပြီးတော့မှသူဒီလိုလေးပြောတယ်ဆိုတော့အင်မတန်ရိုးရှင်းတဲ့ matrix လေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလေးဘက်ကိုအသေးစိတ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအကွက်နော်ခုနပြောသလိုအရေးလဲကြည့်တယ်အလျင်လဲလိုတယ်ဆိုဥပမာမိသားစုဝင်တွေရောက်ဆေးရုံအရေးပေါ်တင်ရတယ်ဆိုရင်အရေးကြီးတယ်နော်အခုသွားမှလည်းဖြစ်မယ်နော်ဆိုတော့ဒါကိုထလုပ်တယ်ဆိုတော့ဒီအလုပ်တွေကကျွန်တော်လုပ်ပြီးသားလုပ်ဖြစ်ပြီးသားပေါ့နော်အဲ့ဒါမှမလုပ်ဖြစ်ရင်လည်းကျွန်တော်တို့ဘဝအဆင်ပြေမှာမဟုတ်ဘူးနော်ဥပမာရုံးမှာအလုပ်ကိစ္စတစ်ခုပေါ်တယ်အထက်လူကြီးကတစ်ခုခိုင်းတယ်ပြဿနာတစ်ခုဖြစ်တယ်အရေးကြီးတယ်အလျင်လိုတယ်ကိုထလုပ်တယ်ဒါတနေ့ကိုဒါတွေကမလုပ်လို့မရမလုပ်ရင်လည်းအလုပ်ပြုတ်မယ်ကို့မှာကြီးကြီးမားမားပြဿနာတွေကြုံရမယ်ဆိုတော့ဒါလုပ်ဖြစ်နေပြီးသားပဲပေါ့နော်အဓိကပြဿနာပါလဲဆိုတော့အောက်ကနှစ်ကွက်နော်ကျွန်တော်တို့အရေးကြီးတယ်အရေးမကြီးဘူးအလျင်လိုတယ်နော်အဲ့ခါတွေမှာကျွန်တော် delegate လုပ်ရမယ်ဆိုတာကိုယ်တိုင်ဝင်လုပ်တယ်နော်ဆိုတော့အဲ့တော့သူများကိုလက်လွှဲရမယ်အစားကိုဝင်ပါနေတာမျိုးပေါ့နော်ဆိုတော့အဲ့ခါကျတော့အလဟတ်တဲ့အိုက်ကောင်နေနဲ့အချိန်ကုန်နေနောက်ဆုံးတစ်ခွက်ကတော့အချိန်ကျွန်တော်အသုံးမိဆုံးပဲတကယ် delete လုပ်ရမယ့်ဟာတွေမှာအချိန်ကုန်တယ်ဘာလဲဆိုတော့အရေးလည်းမကြည့်ဘူးအလျင်လည်းမလုပ်သို့တော့ဘာလဲဆိုတော့ကျွန်တော်တို့စိတ်အပန်းပြေဖို့အတွက်ပေါ့နော်စိတ်အပန်းပြေဖို့တွေအဲ့ကွက်ထဲမှာသွားရှိတယ်ပေါ့နော်လို့ရှင်ကြည့်မယ် social media သုံးမယ်နော် game ဆော့မယ်ဒါတွေကဘာလဲအရေးကြီးလားဆိုမကြည့်ဘူးအလျင်လိုလားဆိုတော့အခုဒီနေ့ဆော့မှရမှာလားဆိုတော့လည်းမဟုတ်ဒါပေမဲ့စိတ်ပျော်ရွှင်မှုကအဲ့ကနေပေးတာနော်အဲ့ဒီခုနပြောသလိုဒီနေ့ခေတ်ကအဲ့လိုရုပ်ရှင် industry ရုပ်ရှင်ကားတွေရုပ်ရှင် series တွေ social media တွေနော် game တွေဒါတွေအရန်ကိုမှကျွန်တော်တို့ဆွဲဆောင်နေတဲ့ကာလဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ delete လုပ်ရမယ့်ဟာတွေမှာတနေ့တာရဲ့အချိန်အများစုကိုကျွန်တော်တို့ပေးလိုက်ရတယ်နော်အဲ့တော့မလို့မဖြစ်တဲ့ဒူးတွေကြတော့လည်းလောက်ပါပြန်ရောเนาะ delegate လောက်ရမယ့်ဟာတွေကြတော့ကျွန်တော်တို့ဝင်ပါတယ်เนาะဟောနောက်ဆုံးတစ်ခု delete လောက်ရမယ့်ဟာတွေကြတော့လည်းစိတ်ပျော်လို့ဆိုပြီးလုံနေတော့ကျွန်တော်တို့မှာဘာမရှိတော့ဘူးလေဆိုတော့အပေါ်ကဒုတိယကွက် decide ပေါ့เนาะအရေးကြီးတယ်အလျင်မလို့ဘူးဆိုတော့ဟာတွေကလုတ်စရာအချိန်မကြံတော့ဒါကြောင့်ကျွန်တော်အဲ့ဒီကွက်တည်းဟာ newbie လို့ပြောလိုက်တယ် not urgent but important အလျင်မလို့ဘူးဒါပေမဲ့အရေးကြီးတယ်တကယ်နဲ့ကျွန်တော်တို့ဘဝကိုကြီးကြီးမားမားအပြောင်းလဲဖြစ်သွားစေမယ့်အရာတော်တော်များများကအဲ့ကွက်ထဲမှာရှိတယ်ဥပမာထားပါတော့လူငယ်တွေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဘာသာစကားတစ်ခုသင်ယူတယ်ပေါ့နော်အင်္ဂလိပ်စကားသင်ယူတယ်ဒါကိုကရုံးဝင်တန်း
နော်အလုပ်တစ်ခုမှကုန်ဝင်လုပ်တယ်အလုပ်ကခိုင်းတဲ့ဟာတွေကိုလုပ်ရတယ်နော်ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေလည်းကုန်ဝင်လုပ်တယ်အားလက်ချိန်ကြရင်စိတ်ပျော်ရွှင်ဖို့အတွက်ကိုက TikTok ကြည့်မယ်နော်game ဆော့မယ် game drama ကြည့်မယ်ကိုလုပ်တယ်ဆိုတော့တနေ့တာ24နာရီဒီတိုင်းနဲ့ပဲလုံးလိုက်ချလိုက်လိုက်အဲ့နေတော့ကိုယ့်ရဲ့တကယ်ဘဝကိုကြီးကြီးမားမားပြောင်းလဲဖြစ်သွားစေမယ့်အရာပေါ့နော်နောက်9နှစ်10နှစ်နေပြောင်းလဲသွားစေမယ့်အရာတွေကဘာမှရှိတာလဲဆို newbie နောက်ဥမာအင်္ဂလိပ်စာစကားလေ့လာတယ်ကိုယ်အင်္ဂလိပ်စာလေ့လာချက်ချင်းလည်းငယ်လုံးမှာဘာဖြစ်သွားမလဲမဖြစ်သွားဘူးနော်ဒါကြောင့်တော့ urgent မဖြစ်ဘူးဒီနေ့အင်္ဂလိပ်စာလေ့လာမှရမယ်ဆိုတာမျိုးမဟုတ်ဒါပေမဲ့အရေးကြီးလားနောက်9နှစ်10နှစ်အတွက်အရေးကြီးဆိုတော့အဲ့ဒီအတွက်အချိန်ကခုန3ခွန်းနဲ့အချိန်ကုန်သွားတော့ကိုယ့်အတွက်အချိန်မကျန်တော့တဲ့အခါကျတော့ကိုမလေ့လာပြဘူးလေ့လာပြတော့နောက်ထပ်နှစ်တွေကြာလာတော့လေဒုံရင်ဒီတိုင်းပဲဖြစ်နေရောပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ကိုအချိန်တစ်ခုပေး decide ဆိုအချိန်တစ်ခုတက်မှတ်ပေးလိုက်နော်အဲကြောင့် time blocking လို့လည်းခေါ်တယ်အချိန်တစ်ခုဖယ်တာတော့တခြားတနေ့လုံးကြီးเนาะအလုပ်စာလုပ်ဒီလိုပဲကျွန်တော်မပြောလို့ကျွန်တော်ကိုယ်တိုင်လည်းမလုပ်နိုင်เนาะဆိုတော့စိတ်ပန်းပြေဖို့အတွက်လုပ်တဲ့အခါတွေရှိမယ်တကယ်ချင်းနေအပြင်သွားတဲ့အချိန်ရှိမယ်เนาะဆိုင်နေမှာထိုင်တဲ့အချိန်ရှိမယ်ဒါပေမဲ့တိတဲ့အချိန်ဖယ်တာတော့ time blocking လုပ်တယ်လို့ခေါ်တယ်เนาะတနေ့ကိုဘယ်နှနာရီဘယ်မိနစ်ဘယ်ချမ်းနေပဲချိန်ကတော့ဘာမှလာမပြောနဲ့အဲ့ဒါငါလုံးမဲ့အချိန်အင်္ဂလိပ်စာလုံးမဲ့အချိန်ဆိုတော့မျိုးကိုကတိတဲ့ဖယ်ထားနိုင်မှာနောက်တစ်နှစ်နှစ်နှစ်သုံးနှစ်ကြာလို့ရှိရင်အခုတက်ပို့ပြီးတော့မြင်မာတဲ့အခြေအနေတစ်ခုမှာကျွန်တော်တို့ရောက်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီနေ့ခေတ်ဒီ attention ပေးကြတယ်အရင်များတယ်ကျွန်တော်တို့ attention ဝိုင်းလူနေကြတဲ့ကာလဖြစ်တယ်အဲ့ခါမှာကိုကအလုပ်ကလည်းခုနတစ်ဖက်ကပြောသလိုပေါ့နော်အရေးကြီးတယ်ကိုအသက်မွေးဖို့အတွက်ကအလုပ်ကလုပ်နေရပြီးသားအဲ့ဒီမှာခုနပြောတဲ့ attention ပေးစရာတွေပဲကျွန်တော်တို့ attention တွေပေးနေပြီးတော့အချိန်တွေကုန်နေမယ်ဆိုရင်ကျွန်တော်နောက်ထပ်3-5နှစ်ကြာလဲဘာမှထူးတော့မှာမဟုတ်တဲ့အတွက်ကိုဘဝရဲ့ newbie တွေကိုသိဖို့လိုတယ် not urgent but important ကပါတယ်လေပေါ့ဒါတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဆိုတော့ဥပမာကျွန်တော်တို့ဆိုလဲဟူထားပါတော့နော်စာအုပ်ထုတ်ဖို့ဆိုရင်စာအုပ်ကျွန်တော်တို့ကြတော့ရုံးလို့မဟုတ်ကိုပိုင်အလုပ်ဖြစ်တဲ့အတွက်ကိုရေးရင်လည်းရမရေးရင်လည်းမရဒီ podcast ကိုကျွန်တော်လုပ်ရင်လည်းရမလုပ်ရင်လည်းရဘာလို့ဆိုတော့ကျွန်တော် podcast ထုတ်တဲ့ company တခုမှသွားလုပ်တာမဟုတ်ဘူး podcast တခုလုပ်ဖို့အတွက်ဖွဲ့စည်းတစ်ခုနဲ့ကျွန်တော်စာချုပ်ထားတာမဟုတ်ဘူးနော်ဥပမာတစ်ပတ်ကို3ပုတ်မင်းကိုလုပ်ပေးရမယ်တစ်ပတ်ကိုငါဒါစာချုပ်နဲ့ဆိုမလုပ်လို့မရတော့ဒါက urgent important ကျွန်တော်လုပ်ရပြီနော်အခုကျတော့ကျွန်တော်မလုပ်လေရတယ်ဒီ podcast ကျွန်တော်တစ်လလောက်နားမယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးကျွန်တော်စာရေးတစ်လလောက်နားမယ်ဘာဖြစ်လဲဘာမှမဖြစ်ဒီနေ့ငါစာအုပ်မထုတ်သေးဘူးဘာဖြစ်ဆိုတော့ဒါပေမဲ့တကယ်တမ်းဒါတွေဒီကျွန်တော်တို့အင်မတန်ရေးကြည့်တဲ့အလုပ်တွေဖြစ်တယ်ဆိုတော့အရေးကြီးတယ်အလျင်မလုပ်နေဘယ်သူမှတွန်းမနေเนาะဆိုတဲ့အခါမှာကျွန်တော်တို့ကတီးသန့်ဒါကြောင့်ကိုပိုင်လုပ်ပြီး freelance လုပ်ပြီးဆိုလို့ရှိရင်ပို့ပြီးတော့အချိန်ကိုစီမံနိုင်ဖို့လိုတယ်ဆိုတော့အဲ့ဒါပြောပါတော့နောက်ကတွန်းနေရလို့မရှိလို့ပေါ့နော်ဆိုတော့အလုပ်ကကြတော့တွန်းနေတာတော့မှန်တယ်ဒါပေမဲ့ဒီအလုပ်တွေပြီးဖို့ပဲသူကတွန်းတာကိုယ့်ရဲ့ career development personal development တဲ့ကြတော့ဘယ်သူမှမတွန်းနေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးဘယ်သူကပဲတွန်းနေပြီစေမတွန်းနေပြီစေကိုယ့်ဘဝအတွက်အရေးကြီးတာပါလဲဆိုတော့ကိုသိဖို့လိုအပ်တယ်เนาะဆိုတော့အဲ့ဒါကိုကအချိန်လေးတစ်ခုပေးပါเนาะအဲ့တော့ဘယ်ဟာအရေးကြီးတာလဲဆိုတော့တယောက်နဲ့တယောက်တော့မတူတချို့အတွက်ကခုနကဘာသာစကားတစ်ခုဖြစ်မယ်เนาะတချို့ကြတော့ဘာသာစကားမှာထိုင်းစကားလိုမျိုးတက်လိုက်လို့ရှိရင်သူ့အတွက်အများကြီးပြောင်းလဲဖြစ်သွားနိုင်တဲ့ဟာပေါ့နော်ဆိုတော့80-20 rule ကြောင့်လည်းကျွန်တော်မကြာခဏပြောရတယ်ကိုဘွားရဲ့80%လောက်တော့အပြောင်းလဲကိုဖြစ်လာစေမဲ့20% ကဘာလဲပေါ့ဒီဆိုတော့ဒီဘာသာစကားတစ်ခုတက်လိုက်ရင်80%လောက်ကိုမှလမ်းနေပွင့်သွားမယ်အဲကြောင့်ကျွန်တော်အင်္ဂလိပ်စာကိုအများနဲ့ပြောတာပေါ့နော်အင်္ဂလိပ်စာတစ်ခုလေးကျင်းချင်းတက်လိုက်တာနဲ့လမ်းနေအများကြီးပွင့်သွားမယ်နော်ဆိုတော့ဒီကောင်မတက်သေးမသွေးရကိုမှခံနေမှာပိတ်နေမှာဒါကြောင့်ကိုကခုနလိုပဲလောက်ကလည်းလောက်ရသေးတယ်နော်တခြားကိုလောက်ရမယ့်အလုပ်တွေကလည်းရှိသေးတယ်တနေ့ကမှကိုတနားရီတောင်မလေးလာနိုင်အဲ့ခါမှာတခြားဘာသာစကားတွေတခြားတင်တန်းတွေဘာလို့ဆိုတင်တန်းတွေကလည်းခုနလိုအများကြီးပဲလေနော်အဲ့ဒါအများကြီးကိုလိုက်လုပ်နေမယ်အစားတနေ့နိုင်ဝက်တနာအင်္ဂလိပ်စာတခုလေးပေါ့ PPCC လို့ဒါဆိုရင်နောက်ထပ်3နှစ်5နှစ်နေလို့ရှိရင်ကျွန်တော်ရလာတစ်ခုပြောင်းလာမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ခေတ်ဒီအရန်ကိုမှ attention ပေးကြရတယ်များတဲ့ခေတ်ကာလဖြစ်တဲ့အတွက်ကိုယ့်ရဲ့ emergent တမိုးရှိလာတဲ့ attention ကိုတကယ်အရေးကြီးတဲ့နေရာတွေမှာပေးနိုင်ဖို့လိုအပ်လာတာဖြစ်လို့ကိုယ့်ရဲ့ newbie not an urgent but important အရေးကြီးတော့ညာလဲအလင်းမလို့တော့ညာလဲနော်အရေးကြီးတဲ့အရာတွေအတွက်ကိုတည်တဲ့အချိန်ပေးပြီးတော့လုပ်တတ်တဲ့အချိန်ကလေးမွေးကြည့်ပါတစ်ချက်လက်ငင်းတော့အတိတာမှာမဟုတ်ပါမယ်တစ်နှစ်နှစ်နှစ်သုံးနှစ်စသဖြင့်ကြာလာတဲ့အခါကျလို့ရှင်ဒီအလေးအချင်းကကိုယ့်အတွက်အမှန်တမ်းကြီးမားသောအသီးပွင့်တွေကိုစောင့်ကြမ်းလာပြီးမှဖြစ်တယ်ဆိုတာလေးကိုပြောရင်းနဲ့ပဲဆုံးသက်ချင်ပါတယ်ကျေးဇူးထူးပဲတင်ပါတယ်